ကျွန်တော်ဟာတမိုင်းတစ်လျှောက်အသုံးအဝင်ဆုံးလို့နာမည်ဆိုးထွက်တဲ့ Frank စွမ်းရည်တစ်ခုကိုနိုးထားခဲ့တယ် refresh ပြန်လည်စမ်းသစ်ခြင်းတဲ့သူကကျွန်တော်ရဲ့မီတာချင်းဝက်အတွင်းမှာရှိတဲ့အသက်မရှိတဲ့ပစ္စည်းတွေကိုသူတို့ရဲ့မူလအခြေအနေတိုင်းပြန်ဖြစ်သွားအောင်လုပ်ပေးနိုင်တယ်ဒါပေမဲ့လက်တွေ့မှာတော့စာအုပ်တစ်အုပ်ကို refresh လုပ်ရင်လည်းစာအုပ်ပဲဖြစ်နေတာတစ်ဖက်တစ်ထည်ကို refresh လုပ်ရင်လည်းတစ်ဖက်ပဲဖြစ်နေတာပါပဲဇွန်ဘီကပ်ဘေးကြီးစတင်တာ3လရှိပြီးကျွန်တော်ဤစားကနောက်ဆုံးကြံတဲ့ဘီစကစ်တစ်ထုပ်ကိုယူပြီးတော့နောက်လူတစ်ယောက်ရဲ့ကားထဲကိုကျွန်တော်ကိုတောင်နောက်ပြန်မကြည့်ပဲတက်သွားခဲ့တယ်ထွက်မသွားခင်မှာလဲကျွန်တော်ခြေထောက်နားကိုခောက်ဆွဲဘူးခွန်အလွတ်တစ်ခုပြစ်ချသွားခဲ့သေးတယ်ကျွန်တော်ကိုလမ်းဘေးခွေးတစ်ကောင်လိုသဘောထားပြီးတော့ပေါ့ကျွန်တော်ကိုအပြစ်မတင်ပါနဲ့ Gabe ရှင်စွမ်းရည်ကတကယ်ကိုအသုံးမဝင်တာကိုရှင်းနေပဲဆက်နေရင်ကျမအငတ်ငတ်အပြက်ပြက်နဲ့တေးရလိမ့်မယ်စိတ်ပြက်လက်ပြက်နဲ့ကျွန်တော်အဲ့ဒီခောက်ဆွဲဘူးခွန်ကိုငေးကြည့်နေတော့ထူးဆန်းတဲ့စိတ်ကူးတစ်ခုရလိုက်တယ်မဖရရုတ်တရက်အမဲသားဟင်းရည်နှံ့တွေတင်းပြန့်လာပြီးပေါက်ပြဲနေတဲ့ဘူးခွန်ထဲမှာစနစ်တကျရှိနေတဲ့ခောက်ဆွဲချောက်တွေနဲ့ဟင်းခတ်အနှစ်ထုတ်သုံးထုတ်ပြန်ပေါ်လာတယ်ကျွန်တော်တောင့်ခဲသွားတယ်ဆိုလိုတာကကျွန်တော်စွမ်းရည်ကအသုံးမဝင်တာမဟုတ်ဘူးကျွန်တော်တို့အားလုံးအလွဲနားလည်ထားကြတာပဲဒီမူလအခြေအနေတိုင်းပြန်ဖြစ်စေတယ်ဆိုတာကခဏလေးကအခြေအနေကိုပြန်သွားတာမဟုတ်ပဲသူထုတ်လုပ်ခဲ့တဲ့စက်ယုံကထွက်လာစ brand new အခြေအနေတိုင်းပြန်ဖြစ်သွားတာကိုပြောတာဖြစ်နေတဲ့ခောက်ဆွဲဘူးခွန်အလွတ်တစ်ခုရဲ့မူလအခြေအနေဆိုတာအခုမှအသစ်ဆက်ဝယ်ထားတဲ့ခောက်ဆွဲဘူးတစ်ခုပဲပေါ့ကျွန်တော်ရင်ခုန်တန်တွေတုံးတုံးနဲ့မြန်လာတဲ့ကြောက်စိတ်ကြောင့်မဟုတ်ဘူးအလွန်အမင်းစိတ်လှုပ်ရှားသွားတာကြောင့်ပါကျွန်တော်ဒီအမိုက်တရိုက်တွေပြည့်နေတဲ့စတိုးဆိုင်ကိုပက်ကြည့်လိုက်တဲ့စင်တွေပေါ်မှာပေါက်ပြဲနေတဲ့မုတ်ထုတ်တွေကုန်နေတဲ့ဖြော်ရည်ပလင်းတွေတခြားသူတွေအတွက်တော့ဒါတွေကအမိုက်တွေပဲဒါပေမဲ့အခုကျွန်တော်အတွက်တော့ဒါတွေကဘယ်တော့မှမကုန်နိုင်တဲ့ယတနာတိုက်ကြီးဖြစ်သွားပြီးကျွန်တော်ခောက်ဆွဲပြုတ်ဖို့ရေမနှွေးခင်ပါပဲကပ်ဘေးကာလမှာအစားအသောက်ရဲ့အနံ့ကမလိုလားအပ်တဲ့ပြဿနာတွေကိုဆွဲဆောင်နိုင်တဲ့ဒါကြောင့်ကျွန်တော်သတိထားပြီးဒုတိယထပ်ကတိုးလောင်ခန်းစီကိုတက်သွားပြီးအလေးချိန်စီးတဲ့စင်တွေနဲ့တကားကိုပိတ်ဆို့လိုက်တဲ့လုံခြုံပြီးဆိုမှကျွန်တော်ရဲ့စမ်းသပ်ချက်ကိုစတင်ခဲ့တယ်အလုတ်ခောက်ဆွဲဘူးကိုကျမ်းပြင်ပေါ်ချပြီးစိတ်ထဲကနေ refresh လို့တွေးလိုက်တယ်ကျွန်တော်ရှိကခောက်ဆွဲဘူးလေးခဏလေးတုန်ခါသွားပြီးချက်ချင်းဆိုသလိုအသစ်ဆက်ဆက်ခောက်ဆွဲဘူးတစ်ခုဖြစ်လာတယ်ကျွန်တော်စိတ်လှုပ်ရှားမှုကိုမနှဲထိန်ထားရင်ထက်ခါတလဲလဲလုပ်ခဲ့တယ်10မိနစ်ကြာတဲ့အခါခောက်ဆွဲဘူး60လောက်တောင်းပုံရပုံဖြစ်နေပြီးကျွန်တော်စွမ်းရည်မှာ10စက္ကန့် cool down ပြန်သုံးနိုင်တဲ့အချိန်ရှိတယ်ဆိုတော့ကျွန်တော်မှာခောက်ဆွဲတွေအကန့်အသတ်မရှိနေတော့မှာပေါ့ပြီးတော့အနားမှာရှိတဲ့ရေဘူးခုံကိုကြည့်လိုက်တယ် refresh ချက်ချင်းပဲရေတက်900မီလီလီတာဘူးတစ်ဘူးပြန်ဖြစ်လာတယ်နောက်ပြီးကျမ်းပြင်ပေါ်မှာပစ်ထားတဲ့ဆေးဝါးဘူးခွန်အလွတ်တစ်ခုကိုကြည့်လိုက်တယ် refresh အသစ်ဆက်ဆေးဝါးပစ္စည်းတွေနဲ့ပြည့်နေတဲ့ဆေးဘူးတစ်ဘူးကျွန်တော်လက်ထဲရောက်လာတယ်ကျွန်တော်အသက်ရှူတန်တွေမြန်လာတယ်အစားအစာရေဆေးဝါးကပ်ဘေးကာလမှာအတန်မိုးအရှိဆုံးအရင်းမြစ်တွေကအခုတော့ကျွန်တော်အတွက်ဘယ်တော့မှမကုန်နိုင်တော့ဘူးလီရူယင်ငါစွမ်းရည်ကအသုံးမဝင်ဘူးလို့ပြောခဲ့တယ်မဟုတ်လားစောင့်ကြည့်နေလိုက်တနေ့ကျရင်မင်းငါစီဒူးထောက်ပြီးအစားအစာလေးတောင်းဖို့လာရလိမ့်အောင်မယ်နောက်3ရက်လုံးကျွန်တော်တူလောင်ခန်းထဲမှာပဲပိတ်လောင်နေခဲ့တဲ့တူလောင်ခန်းထဲကအမိုက်ပုံဖြစ်နေတဲ့အစားအစာဘူးခွန်တွေကကျွန်တော်ရဲ့ကုန်ကျန်းတွေဖြစ်လာခဲ့တဲ့အာလူးကြော်ဘီစကစ်ချောကလက်စားလို့ရသမျှအရာအလုံးကို refresh လုပ်ပြီးတစ်တာကြီးတွေထဲအပြည့်ထည့်ထားလိုက်တဲ့အဖြော်ရမကနဲ့ရေတန့်ဘူးတွေကလည်း1000လုံးပြည့်နေပြီးအရေးကြီးဆုံးကတော့ gas ဘူးအလွတ်တဘူးကိုတွေးလိုက်ရတာပဲဆိုင်ထဲကခီးဆောင် gas မီးဖို့နဲ့တွဲသုံးလိုက်ရင်ကျွန်တော်နောက်ဆုံးတော့ပူနွေးအစားအစာစားရတော့မှပါပဲတူလောင်ခန်းရဲ့ပြတင်းပေါက်တွေကိုပိတ်ပြီးတဲ့နောက်မှာရေနွေးတအိုးတီးလိုက်တဲ့ဟင်းခတ်နှစ်ထုတ်3ထုတ်ကိုဖောက်ထည့်ပြီးခောက်ဆွဲချောက်ကိုဂယုတစိုက်ထည့်လိုက်တဲ့အဲ့ဒီအလွမ်းရဆုံးအနံ့မျိုးကျွန်တော်နှာခေါင်းထဲရောက်လာတဲ့အခါမျက်ရည်မထိန်နိုင်တော့ဘူးခောက်ဆွဲကိုစားရင်းနဲ့ပဲကျွန်တော်ငူမိတယ်ကပ်ပေးစတင်ကလေးကဒါဟာကျွန်တော်စားခဲ့သမျှထဲမှာအဝဆုံးနဲ့အလုံးကျုံဆုံးအစားအစာပဲဘိုက်ဝအောင်စားပြီးတဲ့နောက်မှာတော့ကျွန်တော်စိတ်တွေကြည်လင်လာတယ်ဒီနေရာမှာပဲပုံနေလို့တော့အဆင်မပြေဘူးဒီစတိုးဆိုင်ကိုမကြခင်ဇွန်ဘီတွေဝိုင်းလာလိမ့်မယ်ဒါမှမဟုတ်တခြားအသက်ရှင်ကျန်ရစ်သူတွေရှာတွေ့သွားလိမ့်မယ်ကျွန်တော်ပိုလုံကျုံတဲ့နေရာတစ်ခုကိုရှာရမယ်ပြီးတော့ကျွန်တော်မှာလက်နက်လည်းလိုအပ်တယ်ဒီလိုလူသူကင်းမဲ့တဲ့ကပ်ဘေးကာလမှာအစားအစာနဲ့ရေပဲရှိပြီးလက်နက်မပါရင်အသားကျွေးခံရမယ်တိုးတကောင်လိုပဲဖြစ်နေမှာကျွန်တော်ပစ္စည်းအလုံးကိုကြောပိုးအိတ်ကြီးနှလုံးထဲထည့်လိုက်တယ်ပြီးတော့တကားကိုအနှဲငယ်ဟာပြီးအပြင်ဘက်ကိုကြည့်လိုက်တယ်ဇွန်ဘီအနှဲငယ်ကလမ်းမပေါ်မှာဟိုဒီလျှောက်သွားနေကြတယ်ကျွန်တော်အသက်ပြင်းရှူလိုက်တယ် refresh လုပ်ထားလို့အသစ်ဆက်ဖြစ်နေတဲ့တတိလီသားကိုတင်းကြပ်ဆုပ်ကင်လိုက်တယ်သွားဖို့အချိန်တန်ပြီအပြင်ထွက်ရတာတင်းမာမှုတွေရှိပေမဲ့ဘေးအန္တရာယ်ကင်းခဲ့ပါတယ်ဇွန်ဘီအများစုကိုရှောင်ဖို့နောက်ဖက်လမ်းချင်းတွေကိုပဲအသုံးပြုခဲ့တဲ့လမ်းမှာတစ်ကောင်နဲ့တွေ့ရင်တော့ refresh လုပ်ထားတဲ့ကိုကာကိုလာဘူးအပြည့်ကိုအားကုန်ပစ်ပေါက်လိုက်တယ်သူတို့နိုင်သွားတဲ့အချိန်မှာပဲဓာတ်နဲ့အဆုံးသတ်လိုက်တယ်
ကျွန်တော်ရဲ့ပန်းတိုင်ကအနောက်ဘက်က Bluebell Residences ပဲအဲ့ဒါကတင်းကျပ်တဲ့လုံခြုံရေးနဲ့နာမည်ကြီးတဲ့လူကုန်ထမ်းရက်ကွက်တစ်ခုနယံတွေကမြင်ပြီးထူတဲ့အစပိုင်းမှာတော့သူတို့လုံခြုံနေလိမ့်မယ်ပိုအရေးကြီးတာကကျွန်တော်မိဘတွေအဲ့ဒီမှာနေတာကပ်ပေးစဖြစ်တော့ကျွန်တော်เจ้าမှာဖြစ်နေပြီးမိဘတွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တယ်သူတို့ကိုရှာဖို့ကပဲကျွန်တော်ရဲ့တခုလေးသောပန်းတိုင်ဖြစ်နေခဲ့တယ်ဒါပေမဲ့ Bluebell ကိုတွားရတဲ့လန်ခီးကကျွန်တော်ထင်ထားတာထက်ပိုခက်ခဲတဲ့မျိုးကြီးကလုံးဝပျက်စီးသွားပြီးစွန့်ပစ်ထားတဲ့ကားတွေကလမ်းမကြီးတိုင်းကိုပိတ်ဆို့နေတဲ့လမ်းမှာကြေကွဲစရာတွေကိုအများကြီးမြင်ခဲ့ရတဲ့အစားအစာအတွက်အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေကြတယ်အဲ့ဒီအချိန်မှာပဲလီယန်ရင်ရဲ့တစ္ဆာဖောက်မှုဆိုတာဒီရက်ဆက်တဲ့ကဘာကြီးမှာဘာမှမဟုတ်တဲ့အသေးအဖွဲကိစ္စလေးတစ်ခုသာဖြစ်မှန်းကျွန်တော်တကယ်သဘောပေါက်လိုက်တယ်ဒီမှာလူအဖွဲ့အစည်းကပြတ်သုံးသွားခဲ့ပြီး59တတိယမြောက်နေ့နေဝင်ချိန်မှာတော့ Bluebell ရဲ့အပြင်ဘက်ကိုရောက်လာခဲ့တဲ့တန်တကားကြီးတွေကတင်းကျပ်စွာပိတ်ထားတဲ့နေရန်ပေါ်မှာကင်းဆောင်တွေကိုမြင်နေရတယ်မျောလင့်ထားတဲ့အတိုင်းပဲဒီနေရာကအသက်ရှင်ကျန်ရစ်သူတွေရဲ့ခိုလုံရာဖြစ်သွားပြီးကျွန်တော်အနားမှာပုံပြီးအကြာကြီးစောင့်ကြည့်နေခဲ့တဲ့အထဲဝင်ဖို့ဆိုရင်သူတို့ရဲ့စစ်ဆေးမှုကိုဖျက်ကျော်ရလိမ့်မယ်ဒါကြောင့်ကြောဘိုးအိတ်ကိုပြင်ဆင်ပြီးပစ္စည်းအများစုကိုရေမြောင်းတစ်ခုထဲမှာဝတ်ထားလိုက်တယ်ရေဘူးနှစ်ဘူးနဲ့ဘီစကစ်တစ်ထုပ်ပဲယူပြီးဒုက္ခတဲ့ပုံစံဖန်တီးကတကားပေါက်စီလမ်းလျှောက်သွားလိုက်တယ်။ရက်လိုက်ဘသူလဲနယံမော်ကနေပြတ်သားတဲ့အတန်တစ်ခုထွက်လာတယ်။ကျွန်တော်လက်နှစ်ဖက်ကိုမြောက်ပြီးမောကြည့်လိုက်တယ်မျက်နှာကဖုံမုံတွေနဲ့ပေးပွားနေတယ်။ကျွန်တော်ဒီမှာနေတဲ့သူပါနာမည်ကလင်ဖန်အဆောက်အဦ18မှာနေတာ။အဆောက်အဦ18လင်ဖန်စစ်ဆေးကြည့်မယ်အပေါ်ကလူခဏငြိမ်သွားပြီးရေဒီယိုနဲ့လှမ်းမင်းနေပုံရတဲ့ခဏအကြာမှာတော့တကားတစ်ချက်ပွင့်လာတဲ့တံပိုင်လုံးတစ်ခုကိုကင်ထားတဲ့လူတစ်ယောက်တတိထားတဲ့အကြည့်တွေနဲ့အပြင်ဘက်ကိုထွက်လာတဲ့မှတ်ပုံတင်လို့သူအမိတ်တန်နဲ့ပြောတယ်ကျွန်တော်ကြိုပြင်ထားတဲ့မှတ်ပုံတင်ကိုအိတ်ထဲကထုတ်ပြီးပေးလိုက်တယ်သူစစ်ဆေးကြည့်ပြီးတဲ့နောက်ကျွန်တော်ကိုအပေါ်အောက်အကဲခတ်လိုက်တယ်မင်းတယောက်ထဲလားမင်းရဲ့စားနပ်ရိက္ခာတွေရောဘယ်မှာလဲသူ့စကားကြောင့်ကျွန်တော်ကောင်းကုန်းလိုက်တဲ့အတန်ထဲမှာကြောက်ရွံ့မှုအနှဲငယ်ပါအောင်ဟန်ဆောင်ပြီးပြောလိုက်တယ်လမ်းမှာအလူခံလိုက်ရလို့ပါအခုလက်ကြံကဒါပဲကြံတော့တယ်လို့ပြောလိုက်တော့သူမျက်မှောင်ကျုပ်သွားတယ်သူတန်တရားဝင်နေပုံရပေမဲ့ကျွန်တော်ရဲ့ပိန်ချုံနေတဲ့ပုံစံနဲ့တနာစရာကောင်းတဲ့အသွင်ပြင်ကိုမြင်တော့နောက်ဆုံးမှာတော့သူ့တတိကိုလျှော့လိုက်တယ်ဝင်ခဲ့စည်းကမ်းတွေကိုမှတ်ထားအသေးရောက်လာတဲ့သူတွေတိုင်းသူတို့ရဲ့ရိတ်ခါထက်ဝက်ကိုပြန်လဲခွဲဝေဖို့အတွက်ပေးအပ်ရမယ်သူ့စကားကြောင့်ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတယ်ကံကောင်းစွာနဲ့ပဲကျွန်တော်ကြိုတင်ပြင်ဆင်ထားခဲ့တာမို့ရေဘူးတဘူးနဲ့ဘီစကစ်တစ်ထုပ်ကိုနာခံမှုရှိရှိနဲ့ပေးလိုက်တယ်သူကပစ္စည်းတွေကိုယူလိုက်တယ်သူ့မျက်လုံးထဲမှာအထင်သေးတဲ့အရေးအယောင်လေးပေါ်လာပေမဲ့သူလက်ခါပြပြီးကျွန်တော်ကိုဝင်ခွင့်ပေးလိုက်ပါတယ်44ရက်ကွက်ထဲရောက်သွားတဲ့အခါအခြေအနေကိုကြည့်ပြီးကျွန်တော်နည်းနည်းတက်ပြင်းချနိုင်လိုက်တယ်လေတူးကတင်းမာနေသေးပဲဖြစ်ပေမဲ့အ ਨੇ ဆုံးတော့စီကန်းရှိနေတယ်လူတွေကကင်းလဲနေကြတယ်တခြားသူတွေကလည်းကာကွယ်ရေးစနစ်တွေကိုပုံမခိုင်မာအောင်လုပ်နေကြတယ်လူလူစင်တာမှာစူယုံနေတဲ့အမျိုးသမီးတွေနဲ့ကလေးတွေကိုလည်းတွေ့ရတယ်ဒါဟာအပြင်ဘက်ကတက်ဖြတ်မှုတွေနဲ့ခိတခဏအဆက်ပြတ်နေတဲ့ကပ်ပေးကြားကကျုံးငယ်လေးတစ်ခုလိုပါပဲမှတ်ပုံတင်ဌာနကအမျိုးသမီးကြီးတစ်ယောက်ကအခုဒီနေရာကိုအကိုပါအို Brother Bell ဆိုသူကအုပ်ချုပ်နေကြောင်းပြောပြတယ်သူကအရင်ကဒီရက်ကွက်ရဲ့အိမ်ယာစီမံခန့်ခွဲသူပဲကပ်ပေးစတင်ပြီးတဲ့နောက်မှာသူကမြေတက် Resettlement စွမ်းအားကိုလိုထလာခဲ့ပြီးလူတွေကိုကာကွယ်ဖို့ကင်းဆောင်တပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းထားတာဖြစ်တယ်နေထိုင်သူအလုံးကအလုပ်လုပ်တဲ့အမှတ် contribution points ပုံမူတည်ပြီးနေ့စဉ်ရိတ်ခါရကြတဲ့အမှတ်ပိုရဖို့ဆိုရင်ကင်းလဲတာဒါမှမဟုတ်ထောက်ပံ့ရေးအဖွဲ့တွေမှာဝင်လို့ရမယ်ကျွန်တော်ကကြအမကြီးမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့အခုလောလောဆယ်ဘယ်အဖွဲ့မှမဝင်သေးပါဘူးကျွန်တော်ရဲ့ဦးစားပေးကမိဘတွေကိုရှာဖို့ပဲစိုးရိမ်တကြီးနဲ့ကျွန်တော်အိတ်ရှိကိုပြေးသွားခဲ့ပေမဲ့တကားကအတင်းဖြက်စီးခံထားရပြီးအထဲမှာလည်းအကုန်ရှုပ်ပွားနေတာကိုတွေးလိုက်ရတယ်ဒါကိုမြင်လိုက်ရတော့ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတဲ့အထဲကိုအလောတကြီးပြေးဝင်ပြီးအမေနဲ့အဖေလို့အော်ခေါ်ခဲ့ပေမဲ့ဘာတန်မှပြန်မလာပဲတိတ်ဆိတ်နေတဲ့အခန်းစပွဲပေါ်မှာဖုံတွေအလိမ့်လိမ့်တက်နေတာကိုကြည့်ရင်သူတို့ထွက်သွားတာရက်တော်ကြပြီဆိုတာသိတာတဲ့ကျမ်းမြင်ပေါ်မှာရုံရင်ဆန်ခတ်ဖြစ်ထားတဲ့လက္ခဏာတွေရှိပေမဲ့တွေးကွက်တော့မတွေ့ရဘူးဒါကတော့ကံကောင်းတယ်လို့ဆိုရမလားပဲကျွန်တော်ကျမ်းပြင်ပေါ်မှာထိုင်ချလိုက်တဲ့မကြုံဘူးတဲ့စိတ်ရှုပ်ထွေးမှုနဲ့ကြောက်စိတ်တွေကကျွန်တော်ကိုဖိစီးလာတယ်ဘယ်မှာရှာရမှန်းလဲမသိတော့ဘူးအဲ့ဒီလိုမှင်သက်ပြီးထိုင်နေတော့မှပဲအပြင်ဘက်ကခြေတံတွေကြားလိုက်ရတယ်ပြီးတော့ကဲရဲ့တန်လိုအတန်တစ်ခုထွက်ပေါ်လာတယ်ဟာငါတို့တယောက်လောက်ကြံခဲ့တာကိုကျွန်တော်ခေါင်းမောကြည့်လိုက်တော့
လူနှစ်ယောက်ကတကားဝကိုပိတ်ရက်ထားတာကိုတွေးလိုက်ရတယ်ရှေ့ကလူကခေါင်းပြောင်နဲ့ကျွန်တော်ကိုမကောင်းဆိုးဝါးလို့အကြည့်မျိုးနဲ့ကြည့်နေတယ်ကျွန်တော်သူ့ကိုမှတ်မိတယ်သူကScorpion အကိုပါအိုရဲ့လက်အောက်ငယ်သားလေးတစ်ယောက်ပဲ Scorpion ကသူ့နှကန်းကိုရှာနဲ့တက်လိုက်ပြီးကျွန်တော်ကိုအသားတုံးတစ်ခုလိုအကဲခတ်နေတယ်မင်းအိမ်ကအကြီးအကဲကအကိုပါအိုစီမှာအမတ်တွေအများကြီးအကျွေးတင်နေတာဒါကြောင့်သူတို့ကိုနှင်ထုတ်လိုက်ပြီးဒီနေရာကအခုကစပြီးငါတို့ပိုင်တာကျွန်တော်မျက်လုံးအစုံကိုစူးရဲလိုက်ပြီးငါမိဘတွေကိုဘာလုပ်လိုက်တာလဲလို့မေးလိုက်တယ်။ဟာသူတို့ကိုနှင်ထုတ်လိုက်တာလေဒီကပ်ပေးကာလာမှာအတုံးမဝင်တဲ့လူတွေရဲ့အဖြစ်ကဒါပေမဲ့မင်းကတော့အတုံးဝင်မဲ့ပုံပဲမင်းငါတို့အတွက်အလုပ်ကိစ္စလေးတွေလုပ်ပေးဖို့သဘောတူမယ်ဆိုရင်တော့ဒီမှာဆက်နေခွင့်ပေးမလားစဉ်းစားကြည့်လို့ရတာပေါ့။ဒီနေရာကလုံခြုံတဲ့ခိုလုံရလို့ထင်ခဲ့တဲ့ကျွန်တော်တကယ်ကိုအပြစ်ကင်းလို့နေခဲ့တာပဲအခုတော့ဒါကလည်းတောရိုင်းဥပဒေတိုင်းပဲဆိုတာသိလိုက်ရတယ်သူတို့နီးကပ်လာတဲ့အခါကျွန်တော်လက်ကကြောပိုးအိတ်ပေးအိတ်ကက်သေးကိုတိတ်တိတ်လေးရွေ့သွားတဲ့အထဲမှာ refresh လုပ်ထားလို့အယောင်လက်နေတဲ့တတိလီတက်ရှိနေတယ်ကျွန်တော်အသက်ရှင်ဖို့တိုက်ခိုက်ဖို့ပြင်ဆင်နေတော့မှပဲတကားဝါကနေအေးဆက်ဆက်အမျိုးသမီးအတန်တစ်ခုထွက်လာတယ်ရက်လိုက်ကြScorpion နဲ့သူ့လူတွေကဘသူလဲဆိုတာမြင်လိုက်တဲ့အခါချက်ချင်းဆိုသလိုတောင့်ခဲသွားကြတယ်သူတို့ရဲ့အထင်သေးတဲ့အပြုံးတွေကချက်ချင်းပျောက်ကွယ်သွားပြီးကြောက်ရွံ့သေးတဲ့ပုံစံမျိုးတွေဖြစ်သွားကြတယ်အဲ့ဒီမျိုးသမီးကတော့တကားဝမှာရက်နေတဲ့အမျိုးသမီးကအနက်ရောင်တိုက်ပွဲဝင်ဝတ်စုံကိုဝတ်ဆင်ထားတယ်သူ့လက်ထဲမှာကင်ထားတဲ့တန်တာထိန်တဲယောက်ကအလဲမှာအနီရင်ရောင်အစွန်းထင်းတွေကျန်နေသေးတယ်သူ့နောက်မှာတော့အလားတူပဲအစွမ်းထက်တဲ့အဖွဲ့ဝင်တွေအများကြီးပါလာတယ်ကျွန်တော်သူမကိုသိတယ်သူမက Blade အဖွဲ့ရဲ့ခေါင်းဆောင်ရှမ်းလင်ရှမ်းဝိုင်းဖြစ်ပြီးလုံခြုံရေးတပ်ဖွဲ့ထဲမှာအင်အားအကြီးဆုံးတိုက်ခိုက်ရေးအဖွဲ့တစ်ခုကိုဦးဆောင်သူပါသူမကရှားပါတဲ့တပ်ထုတပ်စွမ်းရည်ကိုနိုးထလာသူလို့သတင်းကြီးတယ်သူမရဲ့အစွမ်းကခက်မှန်ရခတ်ပြီးအကိုပါအို Brother Bao ရဲ့အားကိုးရဆုံးလက်နက်တစ်ခုလည်းဖြစ်တယ်။ရှမ်းလင်က Scorpion ကိုလုံးဝဂရုမစိုက်ပဲသူ့မျက်လုံးတွေကကျွန်တော်စီကိုရောက်လာပြီးဘာတွေဖြစ်နေတာလဲလို့တည်ငြိမ်စွာမေးလိုက်တယ်ကျွန်တော်အသက်ကယ်ကြောင်းလမ်းတစ်ခုကိုတွေးလိုက်ရတယ်လို့ဖြစ်သွားပြီးအလင်းအမြန်ပဲသူတို့ကျွန်တော်ကိုအနိုင်ကျင့်နေတာပါလို့ပြန်ဖြေလိုက်တယ်။ Scorpion ရဲ့မျက်နှာပြတ်သွားပြီးအလောတကြီးရှင်းပြဖို့ကြိုးစားတယ်အမကြီးရှမ်းသူ့စကားကိုနားမယောင်ပါနဲ့သူ့မိဘတွေကအမတ်တွေအကျွေးတင်နေတာကျွန်တော်တို့ကပိုင်ဆိုင်မှုတွေကိုတိမ့်ဖို့လာတာပါပိုင်ဆိုင်မှုတိမ့်တာကတကားကိုပိတ်ဆို့ပြီးလူနှစ်ယောက်နဲ့လာလို့ရတဲ့ကိစ္စလားသူမအတန်ကမကျေလောင်ပေမဲ့လုံးဝအာနာပါနေတယ်အခုချက်ချင်းထွက်သွားကြScorpion နဲ့သူ့လူတွေကလွတ်ငင်းချမ်းသာခွင့်ရလိုက်တယ်လို့ပဲထိတ်လန့်တကြားနဲ့ပြေးထွက်သွားကြတယ်အန်ရကင်းသွားတဲ့အခါကျွန်တော်ရဲ့တင်းမာနေတဲ့ခန္ဓာကိုယ်ကရော့ကျသွားပြီးလဲကျလူနီပါဖြစ်သွားတယ်ရှမ်းလင်ကကျွန်တော်ကိုစစ်စစ်ကြည့်ပြီးမျက်မှောင်အနှဲငယ်ကျုပ်လိုက်တယ်နောက်ဆိုရင်အဲ့ဒီလူစုနဲ့ဝေးနေသူမကဒီကိစ္စမှာပိုပြီးပါဝင်ပတ်သက်ခြင်းပုံမရပဲလှည့်ထွက်သွားဖို့ပြင်တယ်ကျွန်တော်လဲသူမကိုမြန်လန်းခေါ်လိုက်တယ်အမကြီးရှမ်းကျွန်တော်မိဘတွေကိုဘယ်ကိုခေါ်သွားမှန်းသိပါသလားသူတို့နာမည်ကလင်ကျန်းဝေနဲ့ဝမ်ရှူမေပါရှမ်းလင်ခဏလောက်စဉ်းစားပြီးတဲ့နောက်အမှတ်ရသွားပုံပေါ်တယ်အကိုပါအိုကစွမ်းအားမရှိတဲ့သူတွေအလုတ်ကျန်းမလုံနိုင်တဲ့တက်ကြီးရွယ်အိုတွေနဲ့မတန်ဆွမ်းတွေကိုမြောက်ဖက်တကားအပြင်ဘက်ကစွန့်ပစ်ဆက်ယုံဟောင်းစီပို့လိုက်တယ်သူကတော့ဒါကိုတဘာဝအတိုင်းပဲထားလိုက်တော့မယ်လို့ခေါ်တာပေါ့ကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားတယ်အစားအစာလည်းမရှိအကာအကွယ်လည်းမရှိတဲ့ဆက်ယုံဟောင်းတစ်ခုမှဆိုတာတေးဖို့စောင့်နေတာနဲ့ဘာမှမထူးတော့ဘူးမဟုတ်လားရှမ်းလင်ထွက်သွားပြီးနောက်မှာတော့ကျွန်တော်တကားကိုချက်ချင်းပိတ်လိုက်တယ်ကျွန်တော်မြောက်ဖက်တကားကဆက်ယုံစီကိုတွားရမယ်ကျွန်တော်မိဘတွေကိုရှာတွေ့အောင်ရှာရမယ်ဒါပေမဲ့အရင်ဆုံးကျွန်တော်မှာခွန်အားရှိဖို့လိုတယ်ကြောဖို့အိတ်ထဲကချောကလက်တစ်ချောင်းကိုထုတ်ပြီးအားရင်ပြန်ပြည့်အောင်အမြန်စားလိုက်တယ်ပြီးတော့ Scorpion ခြံထားခဲ့တဲ့တန်ပိုက်လုံးကိုတွေးလိုက်ရတယ်အဲ့ဒါကတန်ချေးတက်ပြီးနည်းနည်းကောက်နေတယ်ကျွန်တော်အဲ့ဒီအပေါ်လက်တင်ပြီး refresh လုပ်လိုက်တယ်ချက်ချင်းဆိုသလိုပဲတောက်ပနေတဲ့တန်ပိုက်လုံးအသစ်ဆက်ဆက်ဖြစ်လာတယ်ဒါရင်မကသေးဘူးမိဖို့ချောင်စီပြေးသွားပြီးအဖေရဲ့အရင်ကတုံးခဲ့တဲ့အပြင်ဘက်တောတွင်းရှင်တန်ရေးပစ္စည်းအိတ်ကိုရှာတွေ့ခဲ့တဲ့အထဲမှာစစ်သုံးပေါင်းဆက်တူပေါက်ပြားရှင်တန်ရေးပစိန်နဲ့ဓားမြောင်တစ်လက်ရှိတဲ့အတုံးမပြူတာကြပြီးဖြစ်လို့အကုန်လုံးကထိုင်းမိုင်းနေကြတယ်ကျွန်တော်အဲ့ဒီလက်နက်သုံးမျိုးစလုံးကို refresh လုပ်လိုက်တော့ချက်ချင်းဆိုသလိုပဲအလွန်ထက်မြက်တဲ့အခြေအနေကိုပြန်ရောက်သွားတယ်ကင်းလက်ဖွဲ့တွေအပြောင်းလဲလုပ်တဲ့အချိန်မှာကျွန်တော်တိတ်တဆိတ်ထွက်လာခဲ့ပြီးမြောက်ဖက်တကားစီကိုဥတီလိုက်တယ်အဲ့ဒီနေရာကပင်မဝင်ပေါက်ထက်ပိုပြီးစိတ်သုံးနေတယ်ကင်းဆောင်2ယောက်ပဲရှိပြီးဟိုရန်ဒီရန်လုံနေကြတယ်ကျွန်တော်သူတို့ကိုတတိမပေးမိစေပဲစောင့်ကြည့်ကင်မရာရဲ့အမြင်ကွယ်ရာနေရာကိုရှာလိုက်တယ် refresh လုပ်ထားတဲ့ကျိုးအစ်စ်ကိုတုံးပြီး3မီတာမြင့်တဲ့နေရန်ကိုအလွယ်တကူကျော်တက်နိုင်ခဲ့တယ်
နိုင်ငံရဲ့အပြင်ဘက်မှာတော့တစ်ပင်တွေမရှိတဲ့ကွင်းပြင်ကျဲကြီးဖြစ်နေတဲ့အဝေးမှာတော့တိတ်ဆိတ်နေတဲ့တံပဏိသားရဲတကောင်လိုစက်ယုံကြီးတစ်ခုကိုမြင်နေရတဲ့လေထဲမှာဆွေးမြေ့နေတဲ့အနံ့တွေရနေတဲ့အမှောင်ထဲမှာဇွန်ဘီတွေရဲ့အတန်တွေကတခါတရံထွက်ပေါ်လာတဲ့ကျွန်တော်တန်ပိုက်လုံးကိုတင်းတင်းဆုပ်ကင်ပြီးကိုနှိမ်ကစက်ယုံစီကိုအမြန်သွားခဲ့တယ်စက်ယုံနဲ့နီးကပ်လာလေဇွန်ဘီတွေပိုများလာလေပဲကျွန်တော်ပြူကျနေတဲ့နေရန်တစ်ခုနောက်မှာပုံးလိုက်တဲ့စက်ယုံဝင်ပေါက်မှာဇွန်ဘီအနည်းဆုံးတစ်ဒါဇင်လောက်စုယုံနေကြတဲ့တစုံတစ်ခုရဲ့အတန်ကြောင့်သူတို့ကစက်ယုံရဲ့တရကားပိတ်ကြီးကိုထုရိုက်နေကြပြီးအထဲကနေတိုးညင်းတဲ့အော်ဟစ်တန်တွေထွက်ပေါ်လာတဲ့ကျွန်တော်မိဘတွေထဲမှာရှိနေတယ်ကျွန်တော်စိတ်ပူလွန်းလို့ယူမတက်ဖြစ်နေပေမဲ့အတင်းဝင်ဖို့တော့မဖြစ်သင့်ဘူးဆိုတာသိလိုက်တယ်ကျွန်တော်ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်လိုက်တော့စက်ယုံပေးနေရန်မှာမြေပြင်ကနေလေမီတာလောက်မြင့်တဲ့ပြင်းပေါက်တန်းတစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒီကနေတဆင့်ဝင်လို့ရမလားပဲဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်လှုပ်ရှားလိုက်တဲ့ကြောက်ခဲတစ်လုံးကိုကောက်ကင်ပြီးကျွန်တော်အင်အားရှိသမျှသုံးပြီးအဝေးကစွန့်ပစ်ထားတဲ့ကားတစ်စီးစီကိုကြောက်ခဲနဲ့ပစ်ပေါက်လိုက်တဲ့ကြောက်ခဲကကားမှန်ကိုထိမှန်ပြီးအတန်ကျကျနဲ့အကွဲသွားတယ်မျောလင့်ထားတဲ့အတိုင်းပဲတကားဝမှာရှိတဲ့ဇွန်ဘီတွေကအဲ့ဒီအတန်ဘက်ကိုသတိထားမိသွားပြီးနှေးကွေးစွာနဲ့လမ်းလျှောက်သွားကြတယ်အဲ့ဒီအခွင့်အရေးကိုအတုံးချပြီးစက်ယုံနေရန်စီကိုအမြန်ပြေးသွားလိုက်တဲ့ကျိုးဘိုးအိတ်ထဲကကျိုးတစ်ချောင်းကိုထုတ်ပြီးတစ်ဖက်ဆုံးမှာတောင်တက်တဲ့ချိတ်ကိုချီကပြတင်းပေါက်ဖောင်ကိုပြစ်တင်လိုက်တဲ့ချိတ်ကပြတင်းပေါက်ဖောင်မှာခိုင်ခိုင်မြဲမြဲတွေ့မိသွားတဲ့အသက်ပြင်းပြင်းရှူပြီးကျိုးကိုလင်းမြန်စွာတက်သွားကပြတင်းပေါက်ကနေတဆင်စက်ယုံထဲကိုလူးလိမ့်ဝင်လိုက်တယ်စက်ယုံထဲမှာတော့တန်ချေးတက်နေတဲ့စက်ပစ္စည်းတွေနဲ့အစိပ်ပိုင်းတွေပြန့်ကျဲနေတဲ့အမိုးပေါက်တွေကနေလာရောင်နေနေတာစိတ်ဝင်လာတဲ့အလုတ်ယုံရဲ့တစ်ဖက်အစွန်းစီကနေလူတွေငိုရှိုက်တန်တဲ့ညင်းခုန်တန်တွေကိုကြားနေရတယ်ကျွန်တော်သတိထားပြီးအဲ့ဒီအတန်နောက်ကိုလိုက်သွားတယ်စက်ပစ္စည်းဟောင်းတွေနဲ့ကာယံထားတဲ့ထောင်းတနေရာမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးတွေအများစုပါဝင်တဲ့အသက်ရှင်ကျန်ရစ်သူ10ကနန်းလောက်ကိုတွေးလိုက်ရတယ်သူတို့ကြားထဲမှာကျွန်တော်မိဘတွေကိုချက်ချင်းပဲတွေးလိုက်တယ်သူတို့ကထောင်းတနေရာမှာစုယုံထိုင်နေကြတဲ့အမေကဒူးနှစ်ဖက်ကိုပွေ့ဖက်ပြီးတိတ်တိတ်ကလေးငိုနေပြီးအဖေကအမေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးနှစ်သိမ့်ပေးနေတဲ့ကျွန်တော်မျက်လုံးတွေပူဆက်သွားပြီးအတန်တိုးတိုးနဲ့ခေါ်လိုက်မိတယ်ကျွန်တော်အတန်ကြားတော့လူတွေအားလုံးလန့်သွားပြီးကျွန်တော်ဘက်ကိုလှည့်ကြည့်ကြတယ်မိဘတွေကလည်းကျွန်တော်ကိုမြင်လိုက်တာနဲ့သူတို့မျက်နှာတွေကအံ့အားသင့်မှုကနေဝမ်းသာလွန်လို့မျက်ရည်ကျတဲ့အဖြစ်ကိုပြောင်းလဲသွားတဲ့အမေကအော်ငိုပြီးကျွန်တော်စီကိုပြေးလာတဲ့ကပေးကာလာရဲ့ဒီလိုခက်ခဲတဲ့အချိန်မှာကျွန်တော်တို့မိသားစု3ယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားမိကြတယ်ပြန်လဲဆုံစည်းရတဲ့ဝမ်းသာမှုကကြောက်စိတ်နဲ့စိုးရိမ်စိတ်တွေကိုဖယ်ရှားပေးလိုက်တယ်ဒါပေမဲ့ခဏအကြာမှာပဲကြမ်းတမ်းတဲ့အတန်တစ်ခုကဒီအချိန်လေးကိုဖျက်ဆီးလိုက်တယ်ဟေးကောင်မင်းဘယ်ကနေရောက်လာတာလဲမျက်နှာမှာအမာရွှေရှိတဲ့လူတစ်ယောက်ကသူ့နောက်ကလူမိုက်အုပ်စုနဲ့တူရှေ့ကိုထွက်လာတယ်သူကကျွန်တော်ကြောပိုးအိတ်ကိုလောဘဓာကြီးအကဲခတ်နေတယ်တော်တော်တတိကောင်းတဲ့ကောင်ပဲတယောက်တည်းဒီထိရောက်အောင်လာနိုင်တယ်ပေါ့လေအဲ့ဒီအိတ်ထဲမှာဘာတွေပါလဲဖွင့်ပြစမ်းကျွန်တော်မိဘတွေရှေ့ကိုကာရက်လိုက်ပြီးသူ့ကိုအေးဆက်ဆက်အကြီးနဲ့စိုက်ကြည့်လိုက်တယ်ဒါကငါပစ္စည်းမင်းပစ္စည်းဟုတ်လားအမာရွတ်နဲ့လူကရေမောလိုက်တယ်ဒီနေရာမှာဘသူပစ္စည်းမှမရှိဘူးအရာအလုံးကငါပိုင်မဲ့မင်းအတွက်ကောင်းတာကိုလိုချင်ရင်အိတ်ကိုပေးလိုက်စမ်းမဟုတ်ရင်တော့သူကသူ့ဓာတ်ရှည်ကိုဝေယမ်းပြီးချင်းချောက်လိုက်တယ်သူ့လူမိုက်တွေကလည်းကျွန်တော်ကိုတားကောင်ကိုဝိုင်းကြည့်နေတဲ့တိရစ္ဆာန်တွေလိုဝိုင်းလိုက်ကြတယ်သူတို့ရဲ့အနိုင်ကျင့်မှုကိုခံနေရတဲ့တက်ကြီးရွယ်အိုတွေနဲ့အားနည်းသူတွေကဒေါသထွက်နေကြပေမဲ့ဘာမှမတတ်နိုင်ပဲတနာစရာအကြည့်တွေနဲ့သာကြည့်နေကြတယ်ဒါကိုမြင်တော့အဖေကကျွန်တော်ကိုသူ့နောက်ဆွဲခေါ်လိုက်ပြီးအမာရွတ်နဲ့လူကိုအတင်းပြုံးပြကသူထေးရဲ့ကျွန်တော်သားကဘာမှမသိရှာပါဘူးသူ့အိတ်ထဲမှာအစားတောက်လေးနည်းနည်းပဲပါတာပါအကုန်ယူလိုက်ပါသူ့ကိုတော့ဘာမှမလုပ်ပါနဲ့လို့ပြောတယ်နောက်ကျသွားပြီးအမာရွတ်နဲ့လူကရေမောလိုက်တယ်ငါကသူ့အိတ်ထက်ပိုပြီးလိုချင်တယ်ငါကိုသူ့အသက်ပဲလိုချင်တာလို့ပြောဆိုနဲ့သူကကျွန်တော်စီကိုပြေးဝင်လာတယ်ကျွန်တော်မျက်လုံးထဲမှာအေးဆက်ဆက်အလင်းရောင်တစ်ခုလက်သွားတယ်နောက်မဆုတ်တဲ့အပြင်ကျွန်တော်ရှေ့ကိုတိုးလိုက်တယ်ကျွန်တော်ရဲ့တန်ပိုက်လုံးကထောင်းတစ်ခုကနေအပြင်းပြင်းနဲ့သူ့လက်ကောက်ဝတ်ကိုရိုက်ချလိုက်တဲ့ဆိုတဲ့အတန်ကြဲကြဲတစ်ခုထွက်လာပြီးသူ့လက်ကောက်ဝတ်ကအယိုးကျိုးကထူးဆန်းတဲ့ပုံစံဖြစ်သွားတယ်လူတိုင်းတောင်ခဲသွားကြတယ်ဒီလောက်ပိန်ချုံနေတဲ့ကောင်လေးကတကယ်ပြန်တိုက်ခိုက်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြဘူးအမာရွတ်နဲ့လူကနာကျင်လွန်းလို့ချွေးတွေပြန်နေပြီးငါ့ကိုရိုက်ရဲတယ်ပေါ့လေဖမ်းကြဒီကောင်ကိုဖမ်းကြငါသူ့ကိုအသေးဆိုးနဲ့တေစေရမယ်လို့အော်ဟစ်လိုက်တယ်လူမိုက်တွေလည်းတတိဝင်လာပြီးကျွန်တော်စီကိုအော်ဟစ်ပြေးဝင်လာကြတယ်ကျွန်တော်ကြောပိုးအိတ်ကိုမိဘတွေစီပြစ်ပေးလိုက်ပြီးတန်ပိုက်လုံးကိုမြှောက်လိုက်တဲ့လူတစ်ယောက်ကတစ်သားတုံးနဲ့ရိုက်လာတာကိုဘေးကိုရှောင်လိုက်ပြီးပိုက်လုံးရဲ့နောက်တစ်ဖက်နဲ့သူ့ရဲ့ပေါင်ကြားကိုရိုက်ချလိုက်တယ်သူအော်ဟစ်ပြီးလဲကျသွားတယ်ကျွန်တော်ရဲ့လှုပ်ရှားမှုတွေကအချီးနှီးမရှိဘူးတိုက်ခိုက်မှုတိုင်းကသူတို့ရဲ့အားနည်းတဲ့နေရာတွေကိုပဲထိမှန်တယ်သူတို့ကိုအံ့အားသင့်စေတာကကျွန်တော်ရဲ့အားလွန်နေတဲ့ခွန်အားပါပဲလူနှစ်ယောက်ကိုဖြုတ်ချလိုက်ပြီးတဲ့နောက်
ကျန်တဲ့သူတွေကကြောက်လန့်ပြီးရှေ့ကိုဆက်မတိုးရဲကြတော့ဘူးအမာရွတ်နဲ့လူကကျိုးနေတဲ့လက်ကိုကင်ထားရင်းကျွန်တော်ကိုအံ့ဩဒေါသထွက်တဲ့အကြည့်နဲ့ကြည့်နေတယ်မမင်းကဘသူလဲမင်းကလည်းစွမ်းအားရှင်တယောက်လားကျွန်တော်သူ့ကိုပြန်မဖြေဘူးအေးဆက်တဲ့အကြည့်နဲ့သာကြည့်နေလိုက်တယ်ဒီလပေါင်းများစွာကပ်ပေးကာလမှာကျွန်တော်ခံစားခဲ့ရသမျှဒုက္ခတွေကအခုတော့ဒေါသဖြစ်နေပြောင်းလဲသွားတယ်ထွက်သွားမဟုတ်ရင်အသက်ဆုံးမယ်ကျွန်တော်ရဲ့ရက်ဆက်တဲ့ပုံစံကြောင့်သူတို့အားလုံးကြက်တီတီသွားကြတယ်အမာရွတ်နဲ့လူရဲ့မျက်နှာမှာကြောက်စိတ်တွေပေါ်လာတယ်သူဒီလောက်အထိအစွမ်းထက်တဲ့လူကိုရန်စမိလိမ့်မယ်လို့မထင်ထားခဲ့ဘူးလေအခြေအနေကတင်းမာနေစဲမှာပဲစက်ယုံရဲ့တန်တကားကြီးကအတန်ကြဲကြဲနဲ့တုန်ခါသွားတယ်နောက်တစ်ချက်ထက်ရိုက်တယ်ဒါကိုမြင်တော့လူအုပ်စုကြားမှာထိတ်လန့်မှုတွေဖြစ်ကုန်တယ်အပြင်ကဇွန်ဘီတွေကတကားကိုအားနဲ့ထုရိုက်နေကြတာပါဘာဖြစ်တာလဲဘာလို့ဇွန်ဘီတွေရုတ်တရက်ယူသွတ်နေတယ်လို့ဖြစ်ကုန်တာလဲထိတ်လန့်မှုတွေကတောမီလိုပြန့်နှံ့သွားတယ်အမာရွတ်နဲ့လူကဒါတွေကိုဂယုစိုက်မနေနိုင်တော့ပဲသူ့လူမိုက်တွေနဲ့အတူတကားကိုခိုင်အောင်ထိန်းထားဖို့ကြိုးစားနေရတယ်ဒါပေမဲ့ဇွန်ဘီတွေကအယမ်းများတယ်တကားကအရှိန်နဲ့ထုရိုက်ခံရတဲ့အတွက်ပုံပြက်နေပြီးပိတ်ထားတဲ့တောချက်တောင်ပြုတ်ထွက်တော့မလို့ဖြစ်နေတယ်လူတိုင်းစိတ်ပြက်အားငယ်နေကြပြီးမိဘတွေကလည်းကြောက်လန့်တကြားနဲ့ကျွန်တော်လက်ကိုတင်းဆုပ်ထားကြတယ်ကျွန်တော်တစ်ချက်ကြည့်လိုက်တယ်ဒါကတန်ချေးတက်နေတဲ့တန်တကားအိုကြီးပဲကျွန်တော်စိတ်ထဲမှာရဲရင်နဲ့စိတ်ကူးတစ်ခုပေါ်လာတယ်လူတိုင်းအံ့ဩနေတဲ့ကြားကပဲတန်ပိုက်လုံးကိုကင်ပြီးတကားစီကိုရှောက်သွားလိုက်တယ်မင်းဘာလုံးမလို့လဲမင်းသိချင်နေတာလားလို့လူမိုက်တယောက်ကအော်ပြောတယ်ကျွန်တော်ဂယုမဆိုင်ဘူးအေးဆက်နဲ့တန်ချေးတက်နေတဲ့တကားကိုလက်နဲ့ထိလိုက်တယ်ပြီးတော့လူတိုင်းမယုံနိုင်အောင်ကြည့်နေတဲ့ကြားကအံ့ဖွယ်တစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒီပုံပြက်နေတဲ့တန်တကားကြီးကအချိန်တွေနောက်ပြန်ဆုတ်သွားသလိုမျိုးဖြည်းဖြည်းချင်းပြန်လဲညီညာလာတဲ့ကောက်ကွေးနေတဲ့ဘောင်တွေလည်းပြန်ဖြောင်းသွားတဲ့စက္ကန့်ပိုင်းတွင်းမှာပဲတောက်ပနေတဲ့တကားအသစ်ဆက်တစ်ခုဖြစ်လာတဲ့ဇွန်ဘီတွေရဲ့အကြမ်းဖက်မှုကြားမှာတကားကတောင့်တင်းခိုင်မာသွားပြီးတရုံလုံးမြည်တမ်းပဲကြားရတော့တယ်တစ်ဆက်ယုံလုံးတိတ်ဆိတ်သွားတယ်လူတိုင်းကျွန်တော်ကိုငေးကြည့်နေကြတယ်အမာရွတ်နဲ့လူကလည်းပါဇက်အဟောင်းသားနဲ့သူ့လက်ကျိုးနေတာတော့မေ့သွားပုံရတယ်သူကျွန်တော်ကိုလက်ညှိုးထိုးပြမင်းရဲ့စွမ်းအားကပြုပြင်တာလားလို့တုံရီတဲ့အတန်နဲ့မေးတယ်ကျွန်တော်ရှင်းပြမနေတော့ဘူးလက်ကိုရုပ်သိမ်းပြီးသူ့ကိုအေးဆက်ကြည့်လိုက်တယ်ကပ်ပေးကာလမှာခွန်အားဆိုတာပဲအရေးကြီးဆုံးပဲကျွန်တော်ရဲ့ရက်ဆက်မှုနဲ့ဒီလိုအံ့ဖွယ်စွမ်းအားကိုမြင်လိုက်ရတဲ့အခါအမာရွတ်နဲ့လူရဲ့စိတ်ဓာတ်တွေလုံးဝကျသွားတော့တယ်သူ့မျက်လုံးထဲမှာလောဘတွေမရှိတော့ပဲနှက်ဆိုင်နဲ့ကြောက်စိတ်တွေပဲရှိတော့တယ်အကိုကြီးကျွန်တော်ဘသူ့ကိုရန်စမိမှန်းမသိခဲ့ဘူးအကိုကြီးလိုအစွမ်းအစရှိတဲ့သူလို့သူတုံရီနဲ့ပြောလာတယ်ကျွန်တော်ကိုအပြစ်မတင်ပါနဲ့လို့သူအတန်တုံကြီးစွာနဲ့ပြောလာတယ်ကျွန်တော်သူ့ကိုတခုံးမှပြန်မပြောပဲမိဘတွေစီကိုပဲရှောက်သွားလိုက်တယ်အမေကကျွန်တော်ကိုကြည့်နေတယ်သူ့မျက်လုံးထဲမှာဂုဏ်ယူမှုစိုးရိမ်မှုပြီးတော့ကျွန်တော်ကိုမမှတ်မိတော့တလို့မျိုးဝေခွဲမရတဲ့အကြည့်တွေနဲ့ပေါင်းဆက်နေတယ်ကျွန်တော်အမေလက်ကိုစုပ်ကင်ပြီးစိတ်အေးစေမဲ့အကြည့်နဲ့ကြည့်လိုက်ကအမေစိတ်မပူပါနဲ့တားရှိပါတယ်အားလုံးအဆင်ပြေသွားမှာပါလို့ပြောလိုက်တယ်ပြီးတော့ကျွန်တော်ရဲ့ကြောပိုးအိတ်ကြီးတွေကနေအပူပေးစရာမလိုတဲ့ထမင်းဘူးဝက်ဥချောင်းနဲ့ရေဘူးတဘူးကိုထုတ်ပြီးပေးလိုက်တယ်အမေနဲ့အဖေအရင်စားလိုက်ကြပါဦးအစားအစာရဲ့အနှမ်းကလူတိုင်းရဲ့အာယုံကိုချက်ချင်းဖန်ဆားလိုက်တယ်ဘလောက်ကြာအောင်မျက်မှောက်နေမှန်းမသိတဲ့အသက်ရှင်ကျန်ရစ်သူတွေကမိဘတွေလက်ထဲကအစားအစာကိုတရွေးမျိုးချရင်းငေးကြည့်နေကြတယ်သူတို့မျက်လုံးထဲမှာငတ်မှုတွေကအထင်းသားပေါ်နေတယ်အမာရွတ်နဲ့လူနဲ့သူ့လူမိုက်တွေလည်းမျက်လုံးမခွာနိုင်အောင်ဖြစ်နေကြတယ်အစားအစာကရွှေထက်တောင်တန်မိုးရှိတဲ့ဒီကပ်ပေးကာလမှာကျွန်တော်အေးအေးဆေးဆေးနဲ့ပစ္စည်းတွေထုတ်ပေးနိုင်တာကိုမြင်တော့သူတို့ပိုပြီးအံ့အားသင့်သွားကြတယ်ကျွန်တော်အလုပ်ပြီးတဲ့အခါအမာရွတ်နဲ့လူဘက်ကိုလှည့်လိုက်ပြီးဒီနေ့ကစပြီးဒီနေရာကိုငါအုပ်ချုပ်မယ်လို့ပြောလိုက်တယ်ကျွန်တော်အတန်ကမကျဲလောင်ပေမဲ့လူတိုင်းကြားအောင်ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်အမာရွတ်နဲ့လူရဲ့မျက်နှာပြင်ကတုံရင်သွားပြီးနောက်ဆုံးမှာတော့ရှုံးနေကြောင်းဝန်ခံလိုက်ရတယ်စက်ယုံကိုတိမ့်ပိုက်ရတာကျွန်တော်ထင်ထားတာထက်ပိုလွယ်ကူပါတယ်အားကောင်းမောင်းတန်ဖြစ်မှုနဲ့အဆုံးမရှိတဲ့ရိတ်ခါတွေကြောင့်အမာရွတ်နဲ့လူရဲ့အာနာကချက်ချင်းပြိုလဲသွားခဲ့တာပါကျွန်တော်သူတို့ကိုမနှင်ထုတ်ပါဘူးကပ်ပေးကာလမှာလူဆိုတာလဲအရင်မြစ်တစ်ခုပဲလေသူတို့ကိုကင်းဆောင်တာနဲ့ဇွန်ဘီရှင်းတာတွေမှာခိုင်းထားလိုက်တဲ့ရိတ်ခါပိုင်းကိုတော့ကျွန်တော်ပဲတာဝန်ယူတယ်နေတိုင်းလိုအခန်းထဲမှာတယောက်တည်းပိတ်လောင်နေပြီးစည်ရင်းစစ်နေတယ်လို့ဟန်ဆောင်ကအစားအစာတွေကိုတက်နိုင်တဲ့လောက်အမြန်ဆုံး refresh လုပ်ထုတ်လိုက်တယ်နေ့စဉ်သုံးပစ္စည်းတွေပြည့်စုံလာတဲ့အခါမှာတော့ပစ္စည်းတွေအပုံလိုက်ကြီးထွက်လာတဲ့အခါလူတိုင်းကျွန်တော်ကိုကြောက်ရွံ့မှုနဲ့ရောထွေးနေတဲ့လေးစားမှုတွေနဲ့ကြည့်လာကြတယ်သူတို့အားလုံးကကျွန်တော်ကိုပစ္စည်းတွေအများကြီးတင်ထားနိုင်တဲ့ space စွမ်းရည်ရှိသူလို့ထင်နေကြတယ်စားစရာအလုံးလောက်နဲ့လုံခြုံတဲ့နေရာမှာနေရတော့အသက်ရှင်ကျန်ရစ်သူတွေလည်းတဖြည်းဖြည်းနဲ့အသက်ဝင်လာကြတယ်ကျွန်တော်အုပ်ချုပ်မှုအောက်မှာစက်ယုံဟောင်းကြီးကအဖွဲ့အစည်းနဲ့စနစ်တကျဖြစ်လာတယ်အမေနဲ့အဖေကလည်းကျွန်တော်ရဲ့လက်ရယုံဖြစ်လာပြီးလူတွေကိုစီမံခန့်ခွဲရမှာကူညီပေးကြတယ်
လူတွေကိုစီမံခန့်ခွဲရနဲ့ရိတ်ခါတွေဝေပေးရမှာကူညီပေးကြတယ်သူတို့လည်းတခြားသူတွေကြားမှာဂုဏ်သိက္ခာနဲ့ယုံကြည်မှုတွေပြန်ရလာပြီးနေ့တိုင်းစိတ်ရွှင်လန်းနေကြတယ်အရာအလုံးကကောင်းမွန်နေပေမဲ့ကျွန်တော်စိတ်ထဲမှာတစ်ခုကြံနေသေးတယ်အဲ့ဒါကတော့ဘိုးပဲရက်ွက်ပဲကျွန်တော်မိဘတွေလိုအကာအကွယ်မဲ့နေတဲ့တက်ကြီးရွယ်အိုတွေကိုနှင်ထုတ်ခဲ့တဲ့အိမ်ရစီမံခန့်ခွဲသူဘာအိုဘဲစီမာတောင်းဆိုစရာရှိသေးတယ်ပြီးတော့ဘိုးပဲရဲ့ကာကွယ်ရေးနဲ့နေထိုင်မှုအခြေအနေကဒီစက်ယုံဟောင်းထက်အများကြီးသာလွန်တဲ့ကျွန်းတော်မိဘတွေကိုရောကျွန်တော်အပေါ်တစ္ဆာရှိတဲ့သူတွေကိုပါတကယ်အိမ်ကောင်းကောင်းတစ်ခုမှနေစေချင်တယ်ဒါကြောင့်ဘာအိုကိုသွားပြီးဖြည့်ရှင်းရမယ့်အချိန်တန်ပြီတပတ်အကြာမှာတော့အားလုံးပြင်ဆင်ပြီးသွားပြီးစက်ယုံတွေကစွန့်ပစ်စကူတာတွေကိုရှာတွေ့ပြီးကျွန်တော်ရဲ့ပြုပြင်တဲ့စွမ်းအားနဲ့အသစ်ဆက်ဆက်လို့ပြန်လည်မောင်းနှင်နိုင်အောင်လုပ်ထားလိုက်တယ်ဒါအပြင်အကာအကွယ်ဝတ်စုံတွေအုတ်ထုပ်တွေနဲ့တံမဏိခေါင်းပါတဲ့ဖက်နှက်တွေကိုလည်းအသစ်ဆက်ဆက်အများကြီးပြုပြင်ဖန်တီးထားလိုက်တယ်လက်နက်တွေအနေနဲ့ကတော့တံပိုင်လုံးတွေနဲ့ပစိမ့်တွေအပြင်စက်ယုံကတန်တွေကိုအသုံးပြုပြီးချွန်ထက်တဲ့လှန်တွေဖြစ်နေပါထုလုပ်ထားလိုက်တယ်အမာရွတ်နဲ့လူနဲ့သူ့ရဲ့လူယုံတွေကတော့အခုဆိုရင်ကျွန်တော်အပေါ်အယိုးဆွဲလောက်အောင်တစ္ဆာရှိနေကြပြီးဒီကပ်ဘေးကာလမှာအသက်ကယ်ဆယ်ပေးတယ်လို့ဖြစ်တဲ့အစားအစာနဲ့နှွေးထွေးမှုကိုကျွန်တော်ပေးထားတာကိုအမာရွတ်နဲ့လူအပါဝင်အတန်မဆုံးအဖွဲ့ဝင်20ကိုရွေးထုတ်လိုက်တယ်မထွက်ခွာခင်မှာကျွန်တော်အဖွဲ့ကိုစိတ်တက်ကြွအောင်ပြောလိုက်တယ်ဒီတစ်ခါတော့ကျွန်တော်တို့ကသူတို့ကိုတောင်းပန်ဖို့သွားတာမဟုတ်ဘူးကျွန်တော်တို့ပိုင်ဆိုင်ခဲ့တာတွေကိုပြန်ယူဖို့သွားတာဘူးဘဲမှာခိုင်မာတဲ့နေရန်တွေနဲ့တက်တောင့်တက်တာရှိတဲ့အိမ်တွေရှိတယ်ကျွန်တော်တို့အဲ့ဒီမှာတကယ်လုံခြုံတဲ့အိမ်တစ်ခုကိုတိဆောက်ကြမယ်ကျွန်တော်နဲ့အတူလိုက်မဲ့သူတွေအစဉ်သင့်ပြင်ကြကျွန်တော်ဘာတွေလုပ်နိုင်နေဆိုတာကိုမျက်မြင်တွေ့ထားရတဲ့အတွက်ဘယ်သူမှမတွေ့ဝေကြတော့ဘူးသူတို့ကကျွန်တော်ကိုမျက်စိစုံမိတ်ယုံကြည်နေကြတယ်ရင်ထဲ20နဲ့ပိုးပဲစီကိုအင်းနဲ့အားနဲ့ချီတက်သွားလိုက်တယ်မြောက်ဖက်တကားကိုရောက်တဲ့အခါတကားဝကကင်းဆောင်တွေကကျွန်တော်တို့ကိုမြင်ပြီးကြောင်သွားကြတယ်လက်နဲ့အပြည့်စုံနဲ့အုပ်စုကိုမြင်တော့သူတို့ကြောက်လန့်သွားပုံရတယ်ဟေးအမာယုတ်မင်းကိုသူတို့မောင်းထုတ်ထားတာမဟုတ်ဘူးလားအခုဘာလို့ပြန်လာတာလဲအခုဆိုရင်ကျွန်တော်ရဲ့တစ္ဆာရှိလူဖြစ်နေတဲ့အမာရွတ်နဲ့လူကမမမတ်ရက်ပြီးအတန်ကြဲကြဲနဲ့ပြန်ဖြေလိုက်တယ်ငါတို့ဒီကိုရောက်လာတာအကိုကြီးပါအိုးနဲ့စကားပြောဖို့လာခဲ့တာမစ္စတာလဲရှင်အင်အားကြီးတယ်ဆိုတာသိပါတယ်ဒါပေမဲ့ဘူဘေးမှာကင်းဆောင်200ရှိတယ်အတင်းဝင်တိုက်တာကရှင်တို့အတွက်မကောင်းဘူးလို့တတိပေးလိုက်တယ်ဘာအိုကရေမောလိုက်ပြီးကြားလိုက်လားမင်းကန်ကိုမဆန်းတဲ့မင်းတို့အစားအစာတွေကိုပေးလိုက်စမ်းငါသဘောကောင်းရင်မင်းနဲ့မင်းမိဘတွေကိုတာမန်နေထိုင်သူတွေအနေနဲ့နေခွင့်ပေးမယ်မင်းလူတွေကိုတော့လာတဲ့လမ်းအတိုင်းပြန်လွှတ်လိုက်လို့ပြောလိုက်တယ်ကျွန်တော်ဘာမှပြန်မပြောဘဲအေးဆက်ဆက်ပြုံးလိုက်တယ်ပြီးတော့ရှမ်းလင်ကိုတက်တက်ကြည့်ပြီးခေါင်းဆောင်ရှမ်းရှင်တို့မှာလူအင်အား200ရှိတယ်ဆိုတာတော့မှန်ပါတယ်ဒါပေမဲ့ရှင်တို့ရဲ့ခေါင်းဆောင်ကဘယ်သူလဲဆိုတာကိုရောသိရလားကျွန်တော်လက်ထဲကတန်ပိုက်လုံးကိုကြစ်ပါအောင်စုပ်ကင်လိုက်တယ်ကျွန်တော်ရဲ့အေးဆက်တဲ့အကြည့်ကြောင့်ဘာအိုတောင်မှတစ်ချက်တုံသွားတယ်ဘာအိုမင်းကလောဘကြောင့်ငါတို့မိဘတွေကိုနှင်ထုတ်ခဲ့တယ်အခုတော့မင်းရဲ့လောဘကြောင့်ပဲမင်းရဲ့အာဏာကိုဆွလို့ရတော့မယ်ဘာမင်းပါပြောလိုက်တယ်ဘာအိုဒေါသထွက်ပြီးអော်လိုက်တယ်ကျွန်တော်ရှိကိုတလန်းတိုးလိုက်ပြီးကျွန်တော်ပြောတာရှင်းပါတယ်အခုမင်းရဲ့အာဏာကိုလက်လွှဲပေးမလားဒါမှမဟုတ်ငါလက်နဲ့မင်းကိုဖယ်ရှားပေးရမလားအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အဖွဲ့ဝင်တွေအားလုံးကသူတို့ရဲ့လက်နက်တွေကိုတပြိုင်နက်တည်းမြှောက်လိုက်ကြတယ်ကျွန်တော်နောက်ကအမာရွတ်နဲ့လူကအကိုကြီးရဲ့အမိန့်ကိုနာခံကြလို့អော်လိုက်တယ်လေတုကအလွန်ကိုတင်းမာသွားတယ်ရှမ်းလင်ကတော့ဘာလို့ရမှန်းမသိပဲအခြေအနေကိုစောင့်ကြည့်နေတယ်သူမမျက်လုံးထဲမှာကျွန်တော်အပေါ်ယုံကြည်မှုနဲ့စိုးရိမ်မှုတွေရောထွေးနေတာကိုကျွန်တော်မြင်လိုက်ရတယ်ဘာအိုကသူ့ပတ်ပတ်လည်ကိုကြည့်လိုက်တယ်သူ့ရဲ့ကင်းဆောင်တွေကကျွန်တော်တို့ရဲ့အသစ်ဆက်ဆက်လက်နက်တွေနဲ့စိတ်တက်ကြွနေတဲ့အခြေအနေကိုမြင်တော့နောက်တွန့်သွားကြတယ်သူတို့ကဘာအိုရဲ့အမိန့်ကိုနာခံရမလားဒါမှမဟုတ်ရိတ်ခါတွေပေါ်များတဲ့ကျွန်တော်တို့ဘက်ကိုကူးပြောင်းရမလားဆိုတာဝေခွဲမရဖြစ်နေကြတယ်ဒီမှာရှိနေတဲ့လူတွေအားလုံးလို့ကျွန်တော်ပြောလိုက်တယ်ငါကဘာအိုလိုလူမျိုးမဟုတ်ဘူးငါစီမှာအစားအစာတွေရှိတယ်လုံခြုံရေးရှိတယ်မင်းတို့အားလုံးကိုငါအိမ်ပြန်ပေးမယ်ငါဘက်မှာရှိနေတဲ့သူတွေကငါရဲ့လူတွေပဲဘာအိုဘက်မှာရှိနေတဲ့သူတွေကတော့ကျွန်တော်စကားကိုရက်လိုက်ပြီးဓာတ်ကိုဆွဲထုတ်လိုက်တယ်ဘာအိုမင်းရဲ့အဆုံးသက်ကဒီမှာပဲဓာတ်ကင်တက်ဖွဲ့သည့် Blue Bay နောက်ဆုံးလက်နက်ဖြစ်သည်အဖွဲ့ဝင်တိုင်းသည်တိုက်ပွဲအတွေ့အကြုံရှိပြီးစွမ်းအားရှင်များဖြစ်ကြသည်ကျွန်တော်လူတွေချက်ချင်းတင်းမာသွားကြတော့လဲကျွန်တော်သာတည်ငြိမ်နေသည့်တခါကကျွန်တော်ကိုကူညီခဲ့ဘူးသည့်ရှမ်းလင်ကိုကြည့်လိုက်သည်သူမလည်းကျွန်တော်ကိုကြည့်နေပြီးသူမ၏မျက်လုံးများတွင်စူးစမ်းလိုစိတ်နှင့်အံ့အားသင့်မှုများရောထွေးနေသည်ခေါင်းဆောင်ရှမ်းရှင်လဲကျွန်တော်တို့မဝင်နိုင်ဘူးလို့ထင်နေတော့မဲလားရှမ်းလင်သည်ခဏတာတိတ်ဆိတ်သွားပြီးမှပြောသည်မစ္စတာလင်ရှင်အင်အားကြီးတယ်ဆိုတာသိပါတယ်ဒါပေမဲ့ဘူးဘဲမှာကင်းဆောင်200ရှိတယ်အ
အတင်းဝင်တိုက်တာကရှင်တို့အတွက်မကောင်းဘူးသူမ၏စကားသည်ဖော်၍သောသတိပေးချက်တစ်ခုဖြစ်သည်ဘာအိုကအောင်နိုင်သူလိုပြုံးလိုက်သည်ကြားလိုက်လားကံကိုမဆန်းတဲ့မင်းရဲ့အစားအစာတွေကိုအကုန်ပေးလိုက်စမ်းငါသဘောကောင်းရင်မင်းနဲ့မင်းမိဘတွေကိုတာမန်နေထိုင်သူတွေအဖြစ်ဒီမှာနေခွင့်ပေးကောင်းပေးလိမ့်မယ်မင်းလူတွေကိုတော့လာတဲ့လမ်းအတိုင်းပြန်လွှတ်လိုက်ဒါကသူ့အဖြေပဲကျွန်တော်ရိတ်ခါတွေကိုယူမယ်ပြီးတော့ကျွန်တော်လူတွေကိုဖယ်ရှားမယ်တကယ်ကိုလက်ပဲရုပ်မာတဲ့အကွက်ပဲကျွန်တော်ပြုံးလိုက်သည်စကားပြောစရာဘာမှမကြံတော့ပုံပဲကျွန်တော်ညာလက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပြီးသူတို့နောက်ကအမြင့်ဆုံးအဆောက်အုံကိုညွှန်ပြလိုက်သည်သူတို့ကိုကြည့်ပြီးရှင်းရှင်းလင်းလင်းနဲ့ဖြည်းဖြည်းချင်းပြောလိုက်သည်နောက်ဆုံးခွင့်ရေးတစ်ခါပဲပေးမယ်ငါ့ကိုဝင်ခွင့်ပြုမလားဒါမှမဟုတ်အဲ့ဒီအဆောက်အုံကိုပျောက်ကွယ်သွားအောင်လုပ်ပေးရမလားကျွန်တော်စကားကြောင့်ထိုနေရာတွင်တိတ်ဆိတ်သွားပြီးနောက်တဝဝရေမောတံများထွက်ပေါ်လာသည်ဘာအိုမှမျက်ရည်ကျလူနီးပါးရေမောနေသည်ရှမ်းလင်းကြားလိုက်လားဒီနှစ်ထဲမှာအရေရဆုံးစကားပဲဒါပေမဲ့ရှမ်းလင်မရဘူးသူမသည်ကျွန်တော်ကိုစူးစိုက်ကြည့်နေပြီးသူမ၏မျက်လုံးများမှာလေးနက်နေသည်ကျွန်တော်နောက်နေတာမဟုတ်ဘူးဆိုတာသူမခံစားမိနေသည်ကျွန်တော်တကယ်ပဲနောက်နေတာမဟုတ်ဘူးမျက်နှာပေါ်ကအပြုံးကိုဖျောက်ပစ်လိုက်ပြီးကနန်းတွေကိုစီရီတွက်လိုက်သည်ဘာအိုဤမျက်နှာပေါ်ကအပြုံးများရက်တန့်သွားသည်ရေမောတံများတိတ်သွားသည်သူတို့တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးတခုခုမှားယွင်းနေပြီဟုခံစားလာရသည်ထိုအထက်30တာဝါတိုင်သည်ဘူဘိတ်အဓိကအမတ်တရအဆောက်အုံဖြစ်ပြီးကင်းဆောင်အများစု၏မိသားစုများနေထိုင်ရာဖြစ်သည်ကျွန်တော်တို့လိုရေးတွက်လိုက်တဲ့အခါဘာအိုကနောက်ဆုံးတွင်အော်ဟစ်လိုက်သည်အားလုံး